အားလုံးပဲမင်္ဂလာပါကျွန်မကတော့အင်္ဂလိပ်စာတီချာလေးတီချာပုံညက်ခိုင်ပါကျွန်မဟိုဘက်တနေ့တော့ကျွန်မရဲ့ experience လေးကို sharing လုပ်ခဲ့ရတယ်ပေါ့နော် online teaching ဘယ်လိုစဖြစ်လဲဆိုတာလေးပြောပြခဲ့တယ်အဲ့ဒီပြောပြခဲ့တယ် part 1 မှရှိသေးတယ်နော် part 1မှာမစသေးဘူး movie translator ပဲလုပ်သေးရနော်အခု part 2မှာစပြီဘယ်လိုစမလဲဆိုတော့ကျွန်မအဲ့ဒီ movie translator လုပ်ရင်းကနေပြီးတော့ကျွန်မဘာလေးတွေ့လဲဆိုရင် online group လေးမှာဟိုဒီ agency လေးတစ်ခုပေါ့နော် G5 ကလေးလေးကို online ကနေတင်ပေးရမယ်ဆိုတော့ order လေးတက်လာတယ်အဲ့ order လေးတက်လာတော့ကျွန်မစပြီးတော့ရှောက်လိုက်တယ်ပေါ့နော်အဲ့တော့ကျွန်မ fee တွေပါတယ်လည်းဒီလိုမသိသေးဘူးပေါ့နော်ဒီလိုယူရတယ်ဆိုတော့မသိသေးဘူးမသိတဲ့အတွက်ကျွန်မရှောက်ခဲ့တယ်3000ခွင်းနဲ့ပဲတင်ခဲ့တယ်အဲ့တော့ကျွန်မ Zoom တွေပါတယ်လည်းမသုံးတတ်သေးဘူးဖုန်းလည်းမရှိသေးဘူးကောင်းကောင်းပေါ့နော်ဖုန်းကောင်းကောင်းလည်းမရှိသေးတဲ့အတွက်ကြောင့်ကျွန်မ Zoom ကိုလည်းတခြားမသုံးတတ်သေးဘူး Viber ကနေပဲကလေးကိုစတင်ခဲ့ရတယ် PDF ဖိုင်တောင်းရတာလည်းမသိသေးဘူးအဲ့ကြတော့ကျွန်မက text ပို့ဝယ်တယ်သူလည်း text ပို့နေပဲ text နဲ့ပဲအနှစ်ခုလုံးသွားတော့အဲ့တော့တစ်နေ့လုံးသွားတယ်ခလေးကလည်းတင်တော့တင်ချပါတယ်နော်အဆင်ပြေတော့ပြေသွားပါတယ်ပြီးတော့မှကျွန်မကိုအဲ့ဒီ agency တွေကပဲထပ်ပြီး teacher force scale လေးတင်ကြည့်ပါလားဆိုတော့အဲ့မှာကျွန်မ laptop လေးစပြီးတော့ဒီနေ့ laptop လေးစငှားရတယ်ပေါ့စငှားရတယ်ဒီနေ့ laptop လေးစသူနေ့ laptop လေးနဲ့စတင်ခဲ့ရတယ်ပေါ့နော်အဲ့လိုနဲ့2လ3လလောက်ကြာတော့ကျွန်မကို IS online school လေးကနေပြီးတော့ဟိုလာ join နေပေါ့နော်ကျွန်မသွားပြီးတော့ join နေပေါ့နော် join တဲ့အခါမှာ interview အောင်နဲ့အလုပ်ရတယ်ပေါ့နော်ဖတ်တိုင်းပဲသူကလည်းဖတ်တိုင်းတော့ဖတ်တိုင်းပဲဒါပေမဲ့နေကင်းတစ်ပိုင်းလုံးကို7နာရီနဲ့9နာရီထိကိုကျွန်မ3,800နဲ့ပဲတင်ရတာ9ရက်ပေါ့နော်3,800နဲ့တင်ရတာနောက်နေ့ကျတော့အဲ့ဒီ online school လေးကျွန်မကိုမ join တော့မ join တော့ကျွန်မလုံးဝ freelance ဖြစ်သွားတယ် freelance ဖြစ်သွားတယ်ဆိုတော့ဘာလို့ freelance ဖြစ်သွားတယ်ဆိုတော့အဲ့မှာကျမတို့ကသိတယ်မလား TikTok မှာကျမတို့ဒီစိုင်းမိုးကြောင်းကြီးစိုင်းမိုးကြောင်းပဲတက်လာတယ်လို့ပဲလေကျမလည်းဒီ teaching ဘိုင်းနေပဲကြည့်တော့အဲ့ဒီ teaching group လေးကြလာတော့ကျမအဲ့မှာ agency လေးတော်တော်များများနဲ့ချိန်မိတယ်ပေါ့နော်အလုပ်တော်တော်ဖြစ်သွားပြီအခုဆိုရင်ကျမ totally average ကို120ကနေ25 1ထိရှိပါတယ်အမြဲတမ်းမှာ1 on 1မှာ1 on 1 class တွေများပါတယ် group လည်းရှိတော့ရှိပါတယ်နော်အဲ့ကြတော့ကျမပြောချင်တာက teacher လေးတွေစိတ်သက်မကြပါနဲ့စူးစမ်းပါနော်ကျမလည်းအခုတော့စူးစမ်းနေရတော့မယ်စူးစမ်းနေရတော့မယ်အရင်တော့အစင်မပြေခဲ့ဘူးပေါ့နော်ဟုတ်ရင်တော့အဲ့ဒါကြီးကိုစိတ်သက်ကြပြီးမလုပ်ရှင်တော့ဘူးဆိုရင်တော့အခုဒီလည်းအဆင်ပြေနေမှာမဟုတ်တော့ဘူးပေါ့အဲ့ကြတော့စူးစမ်းကြပါတဖြည်းဖြည်းနေတော့အဆင်ပြေလာမှာပါနော်ကျမဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုလေးတွေကိုပြပြပါအောင်မယ်နော်တကယ်လို့ကျမစီက PDF ဖိုင်လေးတွေလိုချင်တာတော့ဒီချယ်ရဲ့ agency ကောင်းလေးတွေညွှန်ပေးပါလို့ဆိုရင်ကျမစီလိုက်ခဲ့ပါတိုက်ရိုက် messenger တွေလာပြောလို့ရပါတယ်ကျမပို့ပေးပါမယ်နော် bye bye ပါ see you